ဒါကတော့သူအသက်9နှစ်အရွယ်တုန်းကပုံစံပါဒါကတော့အသက်20ဒါက50ပြီးတော့ဒါက60နဲ့ဒါကတော့အသက်80အရွယ်ပုံစံတွေပဲဖြစ်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ဟာတာမန်လူတွေနဲ့မတူပဲကွဲပြားနေပါတယ်ဒါကပဲသူ့ရဲ့ဘဝကိုတာမန်လူတစ်ယောက်တည်းထူးခြားအောင်ဖန်တီးပေးလိုက်တာပါသူ့နာမည်ကတော့ဘင်ဂျမင်နဲ့သူမွေးကလေးကအဖိုးကြီးတစ်ယောက်လိုရုပ်သွင်းနဲ့မွေးဖွားလာခဲ့တာပါသူ့အမေဟာသူ့ကိုမွေးဖွားစဉ်မှာပဲနောက်ဆက်တွဲဝေဒနာတွေနဲ့ဆုံးပါသွားခဲ့ပါတယ်သူ့ဖေကတော့ကလေးကိုပထမဆုံးအချိန်မြင်လိုက်ရတဲ့အချိန်မှပဲစိတ်ဓာတ်တွေလုံးဝပြိုလဲသွားခဲ့ပါတယ်သူ့ဇနီးကအသက်နဲ့လဲပြီးမွေးပေးခဲ့တဲ့ကလေးဟာဘလူးတော်တကောင်လိုဖြစ်နေတာကိုသူလုံးဝလက်မခံနိုင်ခဲ့ပါဘူးဒါကြောင့်သူဟာကလေးကိုကောက်ယူပြီးဘိုးဘွားရိတ်တာတစ်ခုရဲ့တကားဝါမှာတွားရောက်ဆွန့်ပစ်ခဲ့ပါတယ်ကံကောင်းတာမစွာပဲရိတ်တာကပြုစုစောင့်ရှောက်သူအမျိုးသမီးကသူ့ကိုတွေ့ရှိသွားပါတယ်ဆရာဝန်ကစမ်းသပ်ကြည့်ပြီးနောက်မှာတော့ဒီကလေးဟာအရွယ်မတိုင်ခင်အိုမင်းရင်ရော်တဲ့ယောဂခံစားနေရတာကြောင့်တပတ်ထပ်ပိုးမရှင်းနိုင်ဘူးလို့ပြောခဲ့ပါတယ်ဒါပေမဲ့ကလေးမရနိုင်တဲ့အဲ့ဒီနာပြုစုရေးဆရာမလေးကတော့ဒီကလေးဟာဖျားသခင်ပေးတဲ့လက်ဆောင်လို့သတ်မှတ်ပြီးဘင်ဂျမင်လို့နာမည်ပေးကမွေးစားခဲ့ပါတယ်ဖျားသခင်ရဲ့ကောင်းကြီးကြောင့်ပဲလားမသိဘင်ဂျမင်ဟာဘေးကင်းစွာကြီးပြင်းလာခဲ့ပါပဲဒါပေမဲ့အသက်9နှစ်အရွယ်မှာလဲသူဟာအဖိုးကြီးတစ်ယောက်လိုရုပ်ပေါက်နေတုန်းပါပဲဒီရုပ်သွင်းကြောင့်ပဲသူဟာဘိုးဘွားရိတ်တာမှာနေရတာတဘာဝကျနေတယ်လို့ထင်နေပါတယ်ဒီကလူကြီးတွေကနေ့တိုင်းညီးငွေစရာကောင်းတဲ့ဘဝကိုဖျက်ဆီးနေကြရတာပါဒါပေမဲ့အသက်9နှစ်ပဲရှိသေးတဲ့ဘင်ဂျမင်ကတော့ရိတ်တာပြင်ပါကကဘာကြီးကိုအရန်ပဲတိကျင်နေခဲ့ပါတယ်သူလဲတာမန်ကလေးတွေလိုလမ်းပေါ်မှာထွက်ကစားချင်ခဲ့တာပေါ့ဒါပေမဲ့သူ့ရဲ့ကျမ်းမာရေးအခြေအနေကြောင့်အသက်9နှစ်အထိလမ်းမလျှောက်နိုင်သေးပါဘူးသူ့အမေမွေးစားမိခင်ကသူ့ကိုဖះเจ้าခေါ်သွားပြီးဖောင်းတော်ကြီးစီမှာကောင်းကြီးတောင်းပေးခဲ့ပါတယ်ဖောင်းတော်ကြီးကဘင်ဂျမင်ရဲ့ခေါင်းပေါ်လက်တင်ပြီးသူ့ကိုမတ်တက်ရက်နိုင်အောင်အားပေးစကားတွေအော်ပြောခဲ့ပါတယ်ဘင်ဂျမင်ဟာတခုခုကိုခံစားလိုက်ရတယ်လို့ပါပဲသူဟာဝှီးချဲကိုလက်နှစ်ဖက်နဲ့ကင်ပြီးသူ့မှာရှိသမျှအင်အားတွေတုံးကတုံတုံရင်းရင်းနဲ့မတ်တက်ရက်သူစူးစမ်းခဲ့ပါတယ်ဒါဟာသူပထမဆုံးအကြိမ်လမ်းလျှောက်နိုင်တဲ့ခံစားချက်ကိုရရှိခဲ့တာပါဖုံးတော်ကြီးကတော့သူကိုယ်တိုင်ဒီလိုအံ့ဖွယ်အမှုကိုလှုပ်ဆောင်နိုင်ခဲ့ပြီလို့ထင်ပြီးအယမ်းစိတ်လှုပ်ရှားသွားရကနေတတိလက်လဲကျသွားပါတယ်ဟုတ်ပါတယ်သူကွယ်လွန်သွားခဲ့တာပါဘင်ဂျမင်အတွက်တော့တေချင်းတရားနဲ့ထိတွေ့ရတာဒါပထမဆုံးအကြိမ်မဟုတ်ပါဘူးဘိုးဘွားရိတ်တာမှာတော့လူကြီးတစ်ယောက်ဆုံးသွားရင်နောက်တစ်ယောက်ရောက်လာကြမြဲမို့ဒါကပုံမှန်လို့ဖြစ်နေပါပြီအဲ့ဒီအချိန်တုန်းကဘင်ဂျမင်ဟာတေချင်းတရားရဲ့အတိတ်ဘယ်ကိုနားမလည်သေးပါဘူးအော်ဒီလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ပေါ်လာတဲ့အထိဘင်ဂျမင်ရဲ့ဘဝဟာတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်